မင်္ဂလာပါမိတ်ဆွေတင်ပင်မန်းနေလားမျက်လုံးလေးမိတ်ပြီးခဏလောက်အနားယူလိုက်ပါကုတင်ရင်ဆိုင်နေရတဲ့ဘုံမြည်တဲ့တွေကားတဲ့တွေလူမှုရေးရှုပ်ထွေးမှုတွေနဲ့အောင်မြင်မှုအတွက်ပြေးလွှားနေရတဲ့ဒုက္ခတွေကိုခဏလောက်မေ့ထားလိုက်ပါကျွန်တော်မိတ်ဆွေကိုခရီးတစ်ခုခေါ်သွားခြင်းပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း1000ကိုပါကဘာဝတရားရဲ့ရင်ငွေထဲမှာလွတ်လပ်စွာနေထိုင်ခဲ့ကြတဲ့ကဘာဦးခေစီကိုပါမနေ့ကရဲ့ပထမဆုံးနေအောင်ကြီးကတင်မျက်နှာကိုကြာရောက်လာတဲ့အခါတင်နိုးထလာတယ်။တင်မှာမနေ့ပြန်အတွင်းဆိုတဲ့စိုးရိမ်စိတ်မရှိဘူး။မြက်ခင်းမောင်ကနှင်းဆက်တွေရဲ့အေးမြမှုဟာတင့်ချေဘဝအတွက်အကောင်းဆုံးဖက်နှက်ပါပဲ။တင်မှာတစ်ပံဝင်းကြီးကတပ်ပင်တိုင်းကြောက်ခဲတိုင်းကိုသိနေပါတယ်။တင်မှာကိုယ်ကဲမရှိပေမဲ့တဘာဝရဲ့လျှို့ဝှက်ချက်တွေကိုသိရင်ပဲနဲ့ခံစားသိရှိပါတယ်။တတိတလုံးခုစားဖို့တစ်ပင်တစ်ပင်ကိုချင်းကပ်တဲ့အခါအဲ့ဒီတစ်ပင်ရဲ့ရေးပါမှုကိုတင်ကုန်ပြုပါတယ်။တဘာဝပေါ်တင်ရဲ့တန်မိုးထားမှုပါ။နေ့လယ်ပိုင်းမှာတင်ဟာတောကောင်တစ်ကောင်ရဲ့ခြေရနောက်ကိုလိုက်နေပါတယ်။ဒါတက်ဖြတ်ဖို့မဟုတ်ပဲအသက်ရှင်သန်မှုအတွက်တဘာဝတရားကပေးတဲ့လက်ဆောင်ကိုသွားယူတာပါ။တင်ရဲ့အာယုံခံစားမှုတွေအရန်ကိုထက်မြက်ပါတယ်။လေတိုက်တဲ့အရက်မျက်နှာကိုကြည့်ပြီးမိုးရွာတော့မယ်ဆိုတာကိုတင်သိနေတယ်။မြေကြီးရဲ့ရင်နှံကိုနမ်းကြည့်ပြီးဘယ်အရက်မှရေရှိတယ်ဆိုတာကိုသိတယ်။တဘာဝတရားကိုနှံယူဖို့မကြိုးစားပဲတဘာဝနဲ့သဟဇာတဖြစ်စွာသင်နေထိုင်ခဲ့တာပါ။နေဝင်ရီဒီယောချိန်မှာဤပုံလေးတစ်ခုကိုဝိုင်းပွဲပြီး community လေးတစ်ခုအနေနဲ့ဆုံခဲ့ကြတယ်။မိဘဝေးကပြောခဲ့ကြတဲ့ဇလန်းတွေထဲမှာသူရဲကောင်းတွေနတ်ဘုရားတွေတောတောင်တွေရဲ့ဝိညာဉ်တွေပါဝင်နေပါတယ်။စစ်ပံဝိညာဉ်ကတူးနာခြင်းသင်ပါဝင်အကုန်လုံးနာကျင်ခံစားရတယ်။တယောက်ယောက်အစာရရင်အကုန်လုံးပျော်ရွှင်ရတယ်။ငွေနဲ့ဝယ်လို့မရတဲ့နှွေးထွေးမှုကိုသင်အပြည့်အဝရရှိခဲ့တယ်။မြင့်နဲ့လာတဲ့အခါနှင်းစိတ်မီးမရှိတဲ့ကဘာကြီးမှာကျင်းအောင်တွေဟာမျက်စိကျိမ့်မတန်လင်းလက်နေပါတယ်။သင်ဟာပလက်လန်အိတ်နေရင်နဲ့စကြဝဠာကြီးကိုစိုက်ကြည့်နေတယ်။အောင်မြင်မှုတိုးတက်မှုချမ်းသာမှုဆိုတာသင်ဘာမှန်းတော့မသိပါဘူး။သင်သိတဲ့အောင်မြင်မှုဆိုတာသင်ဘေးနားကလူတွေနဲ့အတူတူအေးအေးချမ်းချမ်းအိပ်စက်ခွင့်ရတာပါပဲမိတ်ဆွေသင်ရဲ့လက်ရှိကဘာကြီးကိုဖြည်းဖြည်းချင်းပြန်လာရအောင်ပါကျွန်တော်တို့ပြန်ရောက်လာတဲ့ကဘာကြီးဟာအရာအလုံးကနှိမ်မြန်နေတယ်ပြန်ဆိုင်နေတယ်စုညမ်းနေတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ DNA ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကငြိမ်းချမ်းမှုတွေအခုထက်ထိစီးဆင်းနေသေးပါတခါတလေစိတ်ညစ်လာရင်သင်ရဲ့စိတ်ကိုအဲ့ဒီခေတ်ကိုခဏပို့ထားလိုက်ပါအရာအလုံးကိုပိုင်ဆိုင်မှုမကြိုးစားပါနဲ့ဘေးနားကလူတွေကိုနှွေးထွေးစွာကြည့်ပါတဘာဝတရားရဲ့လှပမှုကိုခံစားတတ်အောင်ကြိုးစားပါဘဝဆိုတော့အောင်မြင်မှုတွေနဲ့တည်ဆောက်ရုံနဲ့မဟုတ်ပဲရှင်သန်ခြင်းရဲ့ရတကိုခံစားဖို့အတွက်လည်းဖြစ်တယ်ဆိုတာကိုသတိရပေးပါဒီခရီးလေးကတင့်အတွက်ခွန်အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ် awareness ကတင့်ရဲ့ဘဝခရီးလမ်းမှာအတူတူရှိနေမှာပါကျေးဇူးတင်ပါတယ်ခင်ဗျာ